မင်္ဂလာပါရှင်မ ဟုတ်မင်္ဂလာပါညီမလေးဟိုလေဆွဆွကလေဟိုတယောက်ပြီးတယောက်ငွေရှင်းပြီးတော့လေကက်ကလေးကိုင်မထွက်သွားတယ်လို့အဲ့ဒါဘာကက်လေးလဲအမသိချင်မှာ အော်ဒီကက်လေးလားမဒီကက်လေးတွေကညီမလေးတို့ချယ်ဦးဆိုင်တိုင်းထုတ်ထားတဲ့ gift ကက်လေးတွေပါမမဒီ gift ကက်လေးကိုရထားရတဲ့သူဆိုလို့ရှိရင်ကြိုက်တဲ့ချယ်ဦးဆိုင်မှာစိတ်ကြိုက်နိုင်လေးတွေကိုရွေးဝယ်လို့ရပါတယ်မအော်ပြီးတော့ Christmas လည်းနေပြီဆိုတော့ဒီလို gift ကက်လေးတွေပေးဖို့ပို့အဆင်ပြေတာပေါ့ ဟုတ်တယ်နော်ဟောအဲ့ကက်ကလေးရလေဟိုဘယ်နှမျိုးလောက်ရှိရလဲ gift ကက်လေးတွေကတသိန်းကနေစပြီးတော့3သိန်း3သိန်း5သိန်း10သိန်းကြီးရှိပါတယ်မအမဘယ်ကက်လေးလိုချင်လဲမသိဘူး အော်အခုကတော့လေဟိုလမ်းကြုံလို့ဝင်မေးကြည့်ရပါဟိုဒီလိုဆိုင်နေမှာမဟုတ်ပဲနဲ့ရောအခြားဘယ်မှာဝယ်လို့ရသေးလဲ အော်ဟုတ်ကဲ့ Watch Pay by Cherry ကို Facebook page Messenger ကနေပြီးဝယ်လို့ရတယ်လို့ Watch Pay website ကနေပြီးတော့ order တင်ပြီးတော့ AMG စနစ်နဲ့ဝယ်လို့ရပါတယ်ရှင် ကျေးဇူးပါနော်ညီမလေး